မိုဖာဆိုတာဘုကေအပိုင်းနဲ့ဘယ်လိုယူရမလဲဆိုတာစာရစီတာကိုလည်းစိတ်ဝင်စားဘူးဒါဆိုရင်တော့မိုဖာကိစ္စတွေအတွက်အစိတ်မပူဘဲနဲ့တော့နော်ဒီနေ့ပဲ MNW ကိုဆက်သွယ်လိုက်ပါ။ရဲ့ကဘာလက်ပညာရှာမဲ့ခရီးလမ်းမှာ MNW ကအကောင်းဆုံးဝန်ဆောင်မှုပေးပါရစေ။ကဲဒါဆိုရင်နိုင်ငံခြားမှာလည်းကြောက်တတ်ချင်တယ်။မိုဖာရုံးကစာရွက်စာတမ်းကိစ္စတွေကြောင့်လည်းစိတ်ညစ်နေရတယ်ဆိုရင်တော့နိုင်ငံခြားမှာကြောက်ချတော့မယ်ဆိုရင်မိုဖာတဲ့စိတ်တုံးတွေမဖြစ်မနေလိုအပ်ပါတယ်။မိုဖာရုံးဝင်ဖို့လည်းအကြောင်းသားတော်များကစိတ်ဖြစ်စီတတ်ကြပါတယ်။မိုဖာတုံးထုတ်ဖို့စာရွက်စာတမ်းများလေးရုံးထဲမှာစာရွက်တွေကိုစနစ်တကျအစီအစဉ်တက်ဖို့လည်းလိုအပ်ပါတယ်။ဒီအတွက်တော့ MNW ကရှိရနော်။မနေ့ကပဲမိုဖာစားဖက်ကိုအောင်မြင်စွာရယူနိုင်ခဲ့တဲ့ MNW ကနေပြီးတော့ဆောင်ရွက်ပေးခဲ့တဲ့ညီမလေးတယောက်ရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးချင်ပါတယ်။ပထမဆုံးမိုဖာယူရမယ်ဆိုရင် QR code ကိုစကန်ဖတ်ပြီးတော့ booking appointment တင်ဖို့လိုအပ်ပါတယ်။ booking appointment တင်တဲ့အခါကျရင်လည်းမိမိရဲ့နာမည်ဝေသက်ကြရမိုဖာဝင်မဲ့ရက်စွဲတွေကိုမမှားအောင်သေချာရွေးဖို့တော့လိုပါမယ်နော်။မိုဖာရုံးဝင်တဲ့ရောက်ရင်တော့ပုံမှန်ဆိုရင်9နိုင်ခွဲအရောက်လာခိုင်းပေမဲ့10နိုင်လောက်မှစပြီးတော့နာမည်ခေါ်ပါတယ်။ကိုယ်နာမည်ကြားတဲ့အခါကျရင်မှတ်ပုံတင်ပြရတယ်ပေါ့နော်။မှတ်ပုံတင်တိုက်စစ်လို့မှအဆင်ပြေတယ်မှန်တယ်ဆိုရင်တော့အထဲဝင်လို့ရပါပြီအထဲရောက်တဲ့ခါကျရင်ထိုင်ကုန်မှာထိုင်ပြီးတော့ကိုယ့်နာမည်ကိုကောင်တာ3ခုကနေပြီးတော့ဘယ်ကောင်တာကခေါ်လဲဆိုတာကိုနားဆွင့်ထားဖို့တော့လိုတယ်ကိုကမကြားရဘူးဆိုရင်တော့အရှိဆုံးကလွတ်တဲ့ခုံတွေမှာထိုင်ပြီးတော့နေရာယူထားဖို့လိုပါတယ် MNW ကနေစားဖိတ်ယူထားတဲ့ညီမလေးကတော့နာမည်ကြားတဲ့အခါမှာ MNW ကအသင့်စီစဉ်ပေးလိုက်တဲ့စာရွက်စာတမ်းမူရင်းမိတ်ထူ notary တွေကိုယူပြီးတော့ကိုယ့်နာမည်ကိုခေါ်တဲ့ကောင်တာစီကိုတွားလိုက်ပါတယ်ကောင်တာရောက်တဲ့အခါကျရင်တာဝန်ရှိတဲ့သူကတော့မိုဖာဘယ်နှဆောင်ထုမှလဲဆိုတာအရင်ဆုံးမေးတာပေါ့နော်ကိုမိုဖာထုမဲ့အဆောင်ရေအတွက်ပေါ်မူတည်ပြီးတော့ဖောင်လေးတစ်ဆောင်လေးထပ်ပြီးတော့ပေးပါတယ်ပြန်ပေးတဲ့ဖောင်အရေအတွက်ကတော့မိုဖာယူမဲ့မိုဖာတုံးထုမဲ့စာရွက်ပေါ်မူတည်ပြီးတော့နဲတာများတာမျိုးတော့ရှိပါတယ်ဖောင်လေးတွေရပြီဆိုရင်တော့ကိုယ့်အတွက်အဆင်ပြေတဲ့နေရာလိုတစ်ခုကိုသွားပြီးတော့ဖောင်တဲကအချက်လက်လေးတွေကိုဖြည့်ပေးပါဖြည့်ပြီးသွားရင်တော့ကျမတို့မိုဖာတုံးထုမဲ့စာရွက်စာတမ်းရဲ့မူရင်းလေးတွေကိုကလီယာဘတ်ရှိရင်လည်းကလီယာဘတ်ပေါ့နော်ကလီယာဘတ်မရှိဘူးဆိုရင်လည်းအဆင်ပြေတဲ့အိတ်ကလေးတွေနဲ့ထည့်ပြီးတော့ကောင်တာကိုပေးခဲ့ရပါတယ်ကောင်တာကနေပြီးတော့နောက်နေ့ရဲ့ဘယ်နှစ်နာရီမှာမိုဖာလက်ပြန်ယူလို့ရပြီဆိုတဲ့အကြောင်းကိုတော့သူတို့တေးသေးချာလေးမှာပေးပါတယ်ဒီနေရာမှာလူတော်များများကြုံတွေ့ရတဲ့အခက်ခဲစိတ်ဖိစီးမှုကဘာလဲဆိုရင်ကောင်တာရောက်သွားတဲ့အခါစာရွက်စာတမ်းတွေကိုတာဝန်ရှိသူကတောင်းလို့မူရင်းမိတ်တူသို့မဟုတ် notaryဒါတွေကိုတေချာမခွဲထားဘူးဆိုရင်တော့ကိုအတွက်အခက်ခဲဖြစ်စေတယ်ပေါ့နော်နောက်တစ်ချက်ကကိုရှောက်မဲ့အကြောင်းတွေကများလေလေကိုပေးရတဲ့စာရွက်စာတမ်းတွေကများလေလေနောက်တစ်ခုကမိုဖာတုံးထူရမယ်စာရွက်အရေးအတွက်ကများလေလေကိုစီစဉ်ရတဲ့အပိုင်းလေးတွေကလည်းပို့ပြီးတော့ရှုပ်ထွေးတတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီ MNW ကနေပြီးတော့စာရွက်စာတမ်းလေးတွေကိုတခါတည်းသေချာစီစဉ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသူတော်များများတော့အခက်အခဲလေးတွေမရှိကြဘူးပေါ့နော်MNW မှာဝန်ဆောင်မှုအပ်ခဲ့တဲ့အကြောင်းသူလေးတရားရဲ့ feedback လေးကိုလည်းနားထောင်ပေးကြပါဦးနော် MNW ကမိုဖာစားဖေးလုပ်ပေးရဆိုတဲ့ဟာကိုညီမလေးဘယ်ကနေသိရလဲမသိနော်ညီမလေးကတီတိုကနေစားတရပါတီတိုကနေစားတရနော်ခုအမားတို့ဒီ MNW ကနေပြီးတော့မိုဖာစားဖေးပေါ့နော်ဝန်ဆောင်မှုလုပ်ပေးတာညီမလေးတို့အဆင်ပြေလားဟုတ်အဆင်ပြေပါတယ်အဆုံးထိလုပ်ပေးဆိုတော့ကျေးဇူးများရှိပါတယ်ဒီအချက်လက်လေးတွေကိုညီမလေးကဘယ်မှာအသုံးပြုမှလဲမသိနော်ညီမလေး scholarship ချက်ဖို့တော့တော့မှာပါဒါလေးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ညီမလေးမိုဖာရုံးကို confidence ရှိနဲ့ဝင်နိုင်ဖို့ဆိုရင်တော့မမေတို့ရဲ့ MNW မှာမိုဖာ service လေးလာရောက်ယူလို့ရပါပြီเนาะ